လောက်မှန်မှန်ဘလောက်အကျိုးရှိရှိပြောတဲ့အချိန်ကြမှာပြောရတယ်မပြောတဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောင့်နိုင်ရတယ်တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင့်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာအထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းမြန်းသွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့ကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့ကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်မမှန်လို့မဟုတ်ဘူးနော်မမှန်လို့မဟုတ်ဘူးဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြဲပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုဆင်ခြင်၍ကြည်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့ရှင်ရာဟုလာငယ်ငယ်လေးတုန်းကမြတ်စွာဘုရားဟောတာချစ်သားတဲ့မှန်ဟာဘာအကျိုးရှိလေတဲ့ကြည်ခြင်းအကျိုးရှိပါတယ်ဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စေမှာလားအကုသိုလ်တွေများဖြစ်မှာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုပ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေ့ပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင်နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တခါကြီးများဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါအဲ့ဒီပုံနာကြီးကမြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အယူဆလေးကိုပြောပြရစီပြောပါတပည့်တော်ရဲ့အယူဆကတော့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ကြားတာကိုကြားတဲ့အတိုင်းပြောတတ်တယ်တွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်သိတာကိုသိတဲ့အတိုင်းပြောတတ်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်တဲ့ဒီတော့မြတ်စွာဘုရားကလက်မခံဘူးဗျဒကမာကြီးတွေလက်မခံဘူးနော်မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ဆိုတဲ့စကားကိုလက်မခံဘူးအဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်မပြောသင့်ဘူးလို့ငါယူဆတယ်တဲ့မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနည်းသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါနဲ့ဟုတ်လားမှန်ပါမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိ